င်္ဂလာပါဒီရှမ်းဒီနေ့ကလေးလေးတွေကို grade 1မြန်မာဖတ်စာရဲကရပင့်ဝါဆွဲရရည်ဝါဆွဲပြီးရဲများတင်ကြားကြဆိုလားသင်ခန်းစာထဲမှာပါတယ်စကားလုံးကလေးတွေစီကရေးဆိုရေးကြည့်မယ်သင်ခန်းစာကိုသင်ပေးမှာပါအဲ့တော့အချင်းနဲ့တူတူစကားလုံးကလေးတွေစီပြီးတော့ရေးဆိုရေးကြည့်ရအောင်ပါရွာလူကြီးများကြလာပြီကျွေးပကံယူခဲ့ပါကျွဲကောသီးထည့်ထားပါကျွေးမွေးပြုစုပဲရစီရွာလူကြီးများကြွလာပြီကျွေးပကံယူခဲ့ပါကျွဲကောသီးထည့်ထားပါကျွေးမွေးပြုစုပဲရစီရကဝါဆွဲရေးချရွာလာရေးနှစ်ချောင်းငင်လူရွာလူကကြီးရရစ်လုံးကြီးတင်းဆန်ခက်ကြီးဝစ်ဆန်နှလုံးပေါက်ကြီးရွာလူကြီးမာရပင်ရေးချဝစ်ဆန်နှလုံးပေါက်မြရွာလူကြီးမြကကြီးရရေးဝါဆွဲကြွကရွာလူကြီးများကြွလာရေးချလာရွာလူကြီးများကြွလာပါဆောက်ရရစ်လုံးကြီးတင်းဆန်ခက်ပြီးရွာလူကြီးများကြွလာပြီတဝေထိုးကကြီးရရေးဝါဆွဲကျွေပါဆောက်ရေးနတ်သက်ပန်းဝစ်ဆန်နှလုံးပေါက်ပန်းကျွေပန်းကကြီးရေးနတ်တကန်ကျွေပဲကန်ချေရရီယာဒီမှာပန်းကန်လို့ပေါင်းပင်မဲ့အတန်ထွက်ပြီးတော့အတန်ကူးပြီးပေါင်းလိုက်တဲ့အခါကျလို့ရှင်တော့ပကံလို့အတန်ထွက်ရပါတယ်เนาะအဲဒါကြောင့်ကျွေပဲကန်ရပလက်ရေးနှစ်ချောင်းငင်ယူကျွေပဲကန်ယူခါခွေရေးနောက်ပြည့်ခဲ့အောက်ကမြင်ခဲ့ကျွေပဲကန်ယူခဲ့ပါဆောက်ရေးချပါကျွေပဲကန်ယူခဲ့ပါကကြီးရပင်ဝါဆွဲနောက်ပြည့်ကျွဲတဝေထိုးကကြီးရေးချကောကျွဲကောတာရေးလုံးကြီးတင်းဆန်ခဲ့တီးဝစ်ဆန်နှလုံးပေါက်တီးကျွဲကောတီးထားစင်တူရေးညက်တဲ့ထဲအောက်ကမြင်ထဲကျွဲကောတီးထဲထားစင်တူရေးချဝစ်ဆန်နှလုံးပေါက်ထားကျွဲကောတီးထဲထားပါဆောက်ရေးချပါကျွဲကောတီးထဲထားပါတဝေထိုးကကြီးရပင်ဝါဆွဲကျွေးဝစ်ဆန်နှလုံးပေါက်ကျွေးတဝေထိုးမဝါဆွဲမွေးဝစ်ဆန်နှလုံးပေါက်မွေးကျွေးမွေးပါဆောက်ရရချောင်းငင်ပြုတ်ကျွေးမွေးပြုတ်စာလုံးရေးချောင်းငင်စုကျွေးမွေးပြူစုပါဆောက်ရေးချပါကျွေးမွေးပြူစုပါရကောက်ရေးရကျွေးမွေးပြူစုပေရတဝေထိုးစာလုံးရေးစေကျွေးမွေးပြူစုပေရစီရွာလူကြီးများကြွလာပြီကျွေးပကံယူခဲ့ပါကျွဲကောသီးထည့်ထားပါကျွေးမွေးပြူစုပဲရစီရွာအာရွာလာဦးလူရွာလူကြာဤကြီးရွာလူကြီးမြအားမြရွာလူကြီးမြကြွအကြွရွာလူကြီးမြကြွလာအာလာရွာလူကြီးမြကြွလာပြဤပြီရွာလူကြီးမြကြွလာပြီကြွဤကျွေပါအန်ပန်ကျွေပန်ကအန်ကန်ကျွေပဲကန်ရဥယူကျွေပဲကန်ယူခအဲ့ခဲကျွေပဲကန်ယူခဲပါအပါကျွေပဲကန်ယူခဲပါကြွဲကျွဲကအောကောကျွဲကောတာဤတိကျွဲကောတိထအဲ့ထဲကျွဲကောတိထဲထအားထကျွဲကောတိထဲထပအပါကျွဲကောတိထဲထပါကြွအေးကျွေးမွားအေးမွေးကျွေးမွေးပြဥပြုကျွေးမွေးပြုစဥစုကျွေးမွေးပြုစုပအပါကျွေးမွေးပြုစုပါရအယကျွေးမွေးပြုစုပေယစအေးစေကျွေးမွေးပြုစုပေယစီမွေးတန်လားလေတန်လားမွေးတရီထားပါမွေးပေါ်ရမသွားရခြုံတဲမှာမွေခွေနေသည်မွေးတန်လားလေတန်လားမွေးတရီထားပါမွေးပေါ်ရမသွားရခြုံတဲမှာမွေခွေနေသည်တဝေထိုးမရရည်ဝါဆွဲမွေတာရည်တသေးတင်တန်မွေတန်လားရေးချလားဝစ်ဆန်နှလုံးပေါက်လားမွေတန်လားတဝေထိုးလာရည်လေတာရည်တသေးတင်တန်လေတန်လာရေးချလာဝစ်ဆန်နှလုံးပေါက်လားမွေတန်လားလေတန်လားတဝေထိုးမရရည်ဝါဆွဲမွေတာရီတာတာဝန်ပူရီလုံးကြီးတင်တိမွေတတိထားစင်တူရေးချထားစင်တူရေးချထားဝစ်ဆန်နှလုံးပေါက်ထားမွေတတိထားပါဆောက်ရေးချပါမွေတတိထားပါတဝေထိုးမရရည်ဝါဆွဲမွေတဝေထိုးပါဆောက်ရေးချပေါ်မွေပေါ်ရကောက်ရေးချရမွေပေါ်ရမာရီမမွေပေါ်ရမတာဝါဆွဲရေးချသွားဝိဆန်နှလုံးပေါက်တာမွေပေါ်ရမက်သွားရကောက်ရီရမွေပေါ်ရမက်သွားရခါကွေရပင့်သေးတင်ချောင်းငင်ချုံထားစင်တူရီနောက်ပြည့်ထဲခြုံထဲမဟက်ထူရေးချမှာခြုံထဲမှာတဝေထိုးမရရည်ဝါဆွဲမွေခြုံထဲမှာမွေတဝေထိုးခါကွေဝါဆွဲခွေခြုံထဲမှာမွေခွေတဝေထိုးနားငယ်ရီနေခြုံထဲမှာမွေခွေနေတာရေးညက်တာသည်ခြုံထဲမှာမွေခွေနေသည်မွေတန်လားလေတန်လားမွေတတိထားပါမွေပေါ်ရမသွားရခြုံထဲမှာမွေခွေနေသည်ဒါကိုအတန်ထွက်နေနဲ့ပေါင်းတချေရနောက်တစ်ခေါက်ထပ်ပြီးတော့ပေါင်းပြပါမယ်နော်
မွာအေမွေတာအန်တန်မွေတန်လာအားလာမွေတန်လာလာအေလေးမွေတန်လာလေးတာအန်တန်မွေတန်လာလေးတန်လာအားလာမွေတန်လာလေးတန်လာမွာအေမွေတာအာတာတာဤတိမွေတတိထာအားထမွေတတိထာပအာပါမွေတတိထာပါမွာအေမွေပါအောပေါ်မွေပေါ်ရအာယာမွေပေါ်ရမအမမွေပေါ်ရမတွားအားတွားမွေပေါ်ရမက်တွားရအာယာမွေပေါ်ရမက်တွားရချအောင်ချုံထအဲထဲခြုံထဲမှအာမှာခြုံထဲမှာမွာအေမွေခြုံထဲမှာမွေခွအေခွေခြုံထဲမှာမွေခွေနာအေနေခြုံထဲမှာမွေခွေနေတာဤသည်ခြုံထဲမှာမွေခွေနေသည်မွေတန်လားလေတန်လားမွေတတိထားပါမွေပေါ်ရမသွားရခြုံထဲမှာမွေခွေနေသည်အဲ့တော့ကလေးလေးတွေကဒီစားကြောင်းလေးတွေကိုလွတ်ရတဲ့အထိရွတ်ဆိုကြည့်မယ်လွတ်ရပြီးတော့ရသွားပြီဆိုရင်စလုံးပေါင်းလေးတွေနဲ့ဆိုကြည့်မယ်ပြီးသွားရင်လေကြောင်းမျက်စာအုပ်ထဲမှာအရေးအစွဲမှန်မှန်နဲ့လေလှလှလေးတွေနဲ့တပုတ်ကိုအနည်းဆုံး3ခေါက်စီလောက်ရေးကျင်ကြည့်မယ်အလွတ်ဆိုကြည့်မယ်ဆိုရင်တော့ဒီသင်ခန်းစာကိုကြည်ကြည်ညံ့ညံ့နဲ့ရသွားပါလိမ့်မယ်အဲ့တော့ channel တူနောက်ထပ်သင်ခန်းစာတွေမှာထပ်ပြီးတော့တွေ့ကြပါမယ်နော်